မင်္ဂလာပါပရိသတ်များရှင် Spring Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မဖေဝါနဲ့စာကြရုပ်တရေကြီးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အမလီတရေကြီးဟဲ့အောင်ရင်ဘယ်မှလဲတရေဘယ်မှလဲအမနောက်မှာရက်နေတယ်မောင်ဖြစ်သူ၏ထိတ်လန့်ချောက်ချာဖွဲအွန်လိုင်းတန်ကြောင့်အမဖြစ်သူမခင်ကြီးတုံတုံကြီးနဲ့ပြန်မိလိုက်တယ်။ထိုစဉ်မှာပဲသရဲကပျောက်သွားတယ်။ဟုတ်လို့လား။ဟုတ်တယ်အမနဲ့တိတ်မကွာဘူး။အမလီသရဲတဲ့မခင်ကြီးရန်နေရာမှာရုတ်တရက်မောင်ဖြစ်သူထံပြေးလာပြီးအတင်းဖက်တွဲထားတော့တယ်။မရှိတော့ဘူး။အမသရဲပျောက်သွားပြီ။အောင်ရင်ဤပခုံးပေါ်မျက်စိစုံမိတ်ပြီးခေါင်းတင်ထားသောအမဖြစ်သူအားတွန်းဖယ်လိုက်ရင်တရေပျောက်သွားပြီဖြစ်ကြောင်းပြောပြလိုက်ရတယ်။အချိန်ကမနက်9 နာရီခန့်ရှိပြီးဆောင်းရသည်မို့ညတာရှိပြီးနေတာတူတယ်။ညဦးပိုင်း6 နာရီဆိုမှောင်းပြီးမနက်ဆို6 နာရီအမောင်ထုရှိနေတော့မယ်။မောင်နှမ2 ယောက်လဲကွက်ထဲသို့အိမ်မမနက်9 နာရီမထုတ်ခင်ကတည်းကထွက်လာခဲ့လိုက်ကြတယ်။လဲကွင်းတွေထဲမှာစပားများရင်းစားပြနေပြီးနောက်15 ရက်ခန့်ဆိုစပားများမှဲ့တော်မူရရသိမ်းရတော်မူလေဆယ်ဧကခန့်ရှိသောစပားခင်းများရှိရာသို့မနက်နီးထွက်သည်နှင့်ကိုက်ချီထသည့်စာကလေးများအုပ်ချီလိုက်ချီပြီးကြာရောက်လာတတ်တယ်စပားရင်းချိန်မှရိတ်ချိန်ထိစောင့်မောင်းရတယ်လူအင်အားနှင့်မောင်းတည်းအပြင်စားကြောက်ရုံများလေကွင်းတွင်းဆိုင်ပြီး6 လက်မောင်းနေရတယ်အချို့ကဝလုံးတိုင်များလေကွင်းနှန်းဆိုင်ကတတိုင်းနဲ့တတိုင်းကျိုးများဖြင့်ဆက်သွဲချီနှောင်ထားပြီးကျိုးများမှာကျဲခလောက်များချိတ်ဆွဲထားကြတယ်။ကျိုးများမှာပိတ်စာများပလတ်စတစ်စာများတွဲလောင်းချီထားတယ်။လူရှိသည့်နေရာမှာဝါတိုင်ကိုပဲလှုပ်လှုပ်ကျိုးကိုပဲဆွဲဆွဲကျဲခလောက်များတကောက်ကောက်ထမြည်လိုက်သည်နှင့်စပားလာစားကြသည့်ငံများထပြီးလန့်ပြေးလျော်တယ်။အောင်ရင်တို့လည်းဧကထဲမှာစားကြရုပ်ဧကကို2 ရုံနှုံးနဲ့လဲ6 ဧကခန့်စိုက်ထားလိုက်တယ်။တေနာနီသောလဲကွက်များမှာဝလုံးတိုင်များစိုက်ပြီးပိတ်စများတွဲလောင်းချီထားတယ်။ကျဲခလောင်များမရှိတာကြောင့်ဝလုံးကိုထုံနေရိုက်ပြီးလဲကွင်းထဲမောင်နှမ2 ယောက်ရှောက်သွားရင်6 လန့်ကြရတယ်။9 နာရီကျော်10 နာရီနောက်ပိုင်းနေပူလာသလိုငှက်ကလေးများလည်းရောက်မလာတော့ဒီကနေ့မနက်လဲကွင်းအတွင်သို့လာရွာမထွက်လာပြီးလဲကွင်းထဲရောက်ရမှမကြသေးလမ်းမတရေ6 လန့်ချင်းခံလိုက်ရတယ်။ဘေးတစ်ဖက်တစ်ချက်စပားငွင်းကြီးများဖြစ်တယ်။သူတို့ဤလေကွက်ထရောက်ရန်15 မိနစ်ခန့်သွားရအောင်မည်။ခါတိုင်းလေကွက်ထရောက်သည့်အချိန်နေထွက်ပြီးဖြစ်တယ်။ယနေ့စောစောနိုးနေသည့်အတွက်မောင်ဖြစ်သူအောင်ရင်ကိုနိုးပြီးမနက်စာထမင်းကျန်းစားပြီးထွက်ခဲ့ခြင်းဖြစ်တယ်။နေ့7 နာရီမထိုးခင်လေကွင်းထဲမှအိမ်ပြန်လာကြမည်ဖြစ်တယ်။ညနေ2 နာရီခွဲခန့်လေကွင်းထဲသို့ပြန်လာပြီးစာမောင်းရမည်။နေအေးသွားသည်နှင့်စာကလေးများငှက်ကလေးများစပားစားရန်ရောက်လာကြပြန်တယ်။စပားရင်စားပြလာသည့်လက်သမားများထို့အချိန်မှစပြီးစာမောင်းကြရတယ်။ငှက်ကလေးများကလည်းလူတွေမောင်းနှင်6 လက်နေသည့်ကြားမှာပင်ဝင်ရောက်စားတောက်ကြတယ်။တရေမရှိတော့ဘူး။နောက်လေလုံမနေနဲ့မြင်လျှောက်ပြီးလိုက်လာခဲ့။အမကရှိကကြောက်ရင်လုံနေတော့ကျွန်တော်လည်းနောက်ကြုံမလုံဘူး။ခါတိုင်းလာနေကြတရေမချောက်ပါဘူး။တွားရင်လာရင်ကြုံကြိုက်လို့ဖြစ်မှာပေါ့။မခင်ကြီးကအသက်20မောင်ဖြစ်သူအောင်ရင်က16 နှစ်ရှိတယ်။လေယာလုံးမှာမိဘများကိုဝင်ရောက်လောက်ကိုင်းပြီးရင်မောင်နှမ2 ယောက်လုံးအလဲတန်းစစ်နဲ့ကြောင်ထွက်လိုက်ကြတယ်။သူတို့လည်းနားရောက်လာတယ်။အရှိစီမှနီးအောင်ပင်မတန်သေး။ဒီနေ့အမလောက်တာနဲ့တဲထဲမှာချမ်းစီထိုင်နေရအောင်မယ်။တရေလည်းအချောက်ခံလိုက်ရသေးတယ်။ငါလိုက်ခါတိုင်းဒီချိန်ထက်နည်းနည်းပဲစောမယ်ထင်တာ။အခု1 နာရီလောက်စောသွားတယ်။ဟဲ့ဟိုမှာစားသားကိုကြည့်ပါလား။အတော်လက်ရမြောက်တာပဲ။ငါတွေတော့ကြောက်မသိဘူးငါတော့မြင်လိုက်တာနဲ့အသေးထိတ်သွားတာပဲဒါဦးစောစံတို့လက်ကွက်ထက်ကစားကြောက်ကိုကြီးနင်းကမြင်ဖူးလို့လားပြီးခဲ့တဲ့3 နှစ်လောက်ကအဖေနဲ့ဦးစိုးမောင်တဲကိုတွားရင်သူ့လေဘေးကဖြတ်သွားတာစားကြောက်ကြီးကိုအသေးချမြင်လိုက်တယ်အဲ့ဒီချိန်ကလေးကလက်ရာကထူးဆန်းလို့အသေးချကြည့်ရင်မှတ်မိနေတာဦးစောစံတို့လက်ကွက်ထက်ကစားကြောက်ရုံဦးမြဆောင်လဲထဲဘလို့ရောက်နေရလဲပြီးခဲ့တဲ့6 လလောက်ကဦးစောစံတို့ဆုံးသွားတယ်ကြားတယ်။သူလည်းတဲ့ကစာကြရုပ်ကိုဦးမြဆောင်ကတွားယူခဲ့တာများလားမသိဘူး။စာကြရုပ်အနီးကဖျက်လျှောက်ခဲ့ရင်စာကြရုပ်အကြောင်းပြောလာကြတယ်။ဦးမြဆောင်လည်းကွယ်လွန်တော့
ဥယျာဉ်အေးလဲကွက်ကိုဖျက်ရတယ်။ဥယျာဉ်အေးလဲကွက်လွန်သည်နဲ့သူတို့ဤတဲကုန်းအဆက်သို့ရောက်လာတယ်။ဟမ်ဟိုမှာကြည့်လိုက်စမ်းအမလီစာကြောက်ရုပ်ကြီးသူတို့လည်းအဆက်နဲ့ဥယျာဉ်အေးလဲအဆက်မှာစာကြောက်ရုပ်ကြီးရှိနေတယ်။စောစောကဦးမြဆောင်လဲကွက်ထဲမှာမြင်လိုက်တဲ့စာကြောက်ရုပ်ကြီးမဟုတ်တာစာကြောက်ရုပ်ချင်းတူတယ်လို့ဖြစ်ပေမဲ့တို့မြင်ခဲ့တဲ့စာကြောက်ရုပ်တော့မဟုတ်ဘူးဟုတ်ပါတယ်ကျွန်တော်တည်တည်ချာချာမြင်လိုက်တယ်ဘာလို့မြင်တာလဲဟိုမှာကြည့်လေအပေါ်ကဝစ်ပေးထားတဲ့ကုတ်အင်ကြီးအဆုပ်ကြီးမှရှိနေတဲ့ကျဲသီးကအဖြူတစ်လုံးအနက်တစ်လုံးဟိုမှာမြင်ခဲ့တဲ့စာကြောက်ရုံမှလည်းဒီအတိုင်းပဲရှိနေတယ်ထူဆန္ဒကမနေ့ကတဲကပြန်တော့ဒီမှာစာကြောက်ရုံမှမရှိတာတို့တဲနာမှာဒီစာကြောက်ရုံကိုဘယ်သူလာစိုက်ထားတာလဲဥယျာဉ်အေးကြီးများလားကဲမသိရင်လည်းထားလိုက်ခဏနေထွက်လာမှာပဲအဲ့တော့မှတေးသေးချာချာကြည့်လိုက်မယ်အမကဘာလိုက်ကြည့်မှလဲဦးမြဆောင်လဲကွက်ထဲမှာမြင်လိုက်တဲ့စာကြောက်ရုံနဲ့စောစောကစာကြောက်ရုံကိုတခုတည်းဟုတ်မဟုတ်ငါသွားကြည့်မလို့ကျွန်တော်လည်းမရှင်းပြတတ်တော့ဘူးဘာကြောင့်ဒီစာကြောက်ရုံကတူနေရလဲစာကြောက်ရုံတရေတော့မဟုတ်နိုင်ပါဘူးမောင်နှမနှစ်ယောက်စကားတပြောပြောနဲ့တဲသို့ရောက်လာကြတယ်တဲပေါ်မသက်သေးပဲနှင်းရည်ကြောင့်ဘွက်တော်ထဲရှောက်လာသလိုဖြစ်နေသောခြေထောက်ကိုရေစေးရန်ရေရင်းရှိရာဘက်သို့ရေပုံးဆွဲပြီးထွက်လာကြတယ်ဟင်စာကြောက်ရုံဘာလဲမဘာတွေ့ပြန်ပြီလဲဟာဟုတ်ပါရဲ့ဟိုလေတောင်းကစာကြောက်ရုံဘယ်ရောက်သွားပြန်ပြီလဲရှော့မခြေထောက်စီးပြီးတဲပေါ်ပြန်တော့ဒီမှာရေပုံးထားခဲ့ဟိုနာသွားအောင်မယ်ဟဲ့ဘယ်သွားမလို့လဲဦးမြဆောင်လေးတွေကစာကြောက်ရုံကိုသွားကြည့်မလို့စာကြောက်ရုံတည်းရဲ့ဆိုဘယ်လိုလုပ်မလဲဒီချိန်မချောက်တော့ပါဘူးနေလဲထွက်စာပြုတ်နေပါပြီရောင်နီတန်းနေပြီအောင်ရင်ကဦးမြဆောင်လဲကွက်ဖက်သို့ထွက်သွားတယ်ဥယျာဉ်အေးလဲကွက်အဆက်ရောက်တာနဲ့သွားနေသောခြေလမ်းတို့ရပ်သွားတယ်ဥယျာဉ်အေးလဲအဆက်ကအလဲမရောက်ခင်ဦးမြဆောင်လဲကွက်ကိုမြင်ရတယ်လမ်းနဲ့ထိဆက်နေသောလေများဖြစ်တာကြောင့်ဦးမြဆောင်လဲကွက်အတွင်းလမ်းမောက်မှာမြင်ခဲ့ရသောစာကြောက်ရုပ်ကဦးမြဆောင်လဲကွက်ထဲမှာရှိမနေတော့ဥယျာဉ်အေးလဲကွက်ထဲမှာလဲရုတ်တရက်ပျောက်သွားတယ်ပဟေလီဆန်ဆန်မြင်လိုက်ပျောက်သွားလိုက်ဖြစ်နေသောစာကြောက်ရုပ်ကြောင့်အောင်ရင်တို့မောင်နှမနှစ်ယောက်အတွေ့တွေပိုနေရတယ်ရွာကအထက်တရေ၆ခံရသေးတယ်တရေပျောက်သွားပြီးမကြခင်မှာပဲစာကြောက်ရုပ်ကိုတွေ့ရတယ်စာကြောက်ရုပ်နဲ့တရေဆက်ဆက်မှုရှိလေသလားမစင်းစားတဲ့လွန်တဲ့တော့9နှစ်ခန့်ကဖြစ်တယ်ဦးစောစံတို့တယောက်သူ့မှာလေအိတ်က20မြရှိတယ်လေထဲမှာရိတ်ထားသောစပားကောက်လိုက်များလဲနှကိုက်စာများပျောက်သွားတယ်သူလဲနဲ့ထိဆန်နေသောဦးစံထွန်းအားစပားတခိုးဟုဆွဆွဲကဒုတ်ဆွဲဓာဆွဲနဲ့ရန်ကြီးကျယ်ဖြစ်ခဲ့ပူတယ်ထိုမြနဲ့ကိစ္စမပြီးသွားပဲရဲသွားတိုင်နေရဲကလာစစ်စီတော့လဲနေစီနဲ့စပားများတင်ပြီးသွားသည့်လဲပိတ်ရာကိုတွေ့တယ်လဲပိတ်ရာကလဲလန်းပေါ်ရောက်သွားပြီးအများသွားထားသောလှဲလန်းဖြစ်နေသည့်အတွက်ဆက်လိုက်၍မရတော့ရဲမြကောက်ချက်ချသောစကားတိုင်းဆိုဦးစံထွန်းမဖြစ်နိုင်ဟုဆိုရယ်လဲနဲ့သွားရင်လမ်းနဲ့နီးသောလဲကွက်အတွင်မှဝင်၍တင်ကမောင်းသွားသည်ဖြစ်၍မြည်သူမြည်ဝါဆိုသည်ကိုမသိနိုင်တော့ထိုနောက်ပိုင်းမှစပြီးဦးစောစံတို့သူ့လဲကိုဆောင်ရန်တရေမွေးထားသည်ဟုသတင်းထွက်လာတယ်ထိုတရေကယောက်ျားတစ်ယောက်အစိမ်းသေးနဲ့သေသွားတယ်တင်ချိုင်းမှနေပြီးအောင်လန်းဆရာကသွားခေါ်ပြီးဦးစောစံတို့မွေးရန်လာထားပေးသွားသည်ဟုလူတွေကြားအောင်ဦးစောစံတို့ကိုယ်တိုင်သတင်းလွှင့်ခဲ့တယ်သူလဲထဲကမျက်တပင်ပဲဖြစ်ဖြစ်တတိရှိရင်လာနှုတ်ကြည့်ဟုပင်အော်ဟစ်ပြောဆိုနေတယ်သူစကားကြောင့်တရေတဆေမယုံသည့်ကိုပူးဆိုသူကတညအရဝိုင်းမှာအရက်တောက်ရင်သူ့စပါအခိုးခင်ရသည့်အတွက်လူတွေကြောက်လန့်အောင်6လုံးလက်လုံးလို့ပြောနေသည့်စကားကိုမယုံရန်သူကိုယ်တိုင်သွားပြီးတခုခုလုပ်ပြမည်ဟုဆိုကဓာတ်တစ်ချောင်းယူပြီးဦးစောစံတုပ်လဲကွက်ထဲသို့ထွက်သွားခဲ့လိုက်တယ်အချိန်ကည8 နာရီခန့်ရှိပြီကိုပူတရဦးစောစံတုပ်လဲကွင်းထဲရောက်လာတယ်ခိုင်းသီးနှံဆိုင်ရန်ထဲထိုးထွန့်ဆွဲလှုပ်ထားသည့်အတွက်မြည်သည့်အပင်ကိုဖျက်ဆီးရမည်ကိုရှာ၍မတွေ့လက်ကွက်ထဲရှောက်သွားရင်တဲနီးသို့ရောက်သွားတယ်တဲနဲ့မနီမဝေးမှာပြိုးပင်များပေါင်နေတာကိုတွေ့လာရတယ်ငရုတ်ပြိုးပင်များစီးရွက်ကြီးပြိုးပင်များကျင်မောင်ပြိုးပင်များသူခုံနဲ့သူခုံလိုက်ပြိုးထားတယ်ပြိုးပင်များက2လက်မှ3လက်မှအရွယ်ရှိနေပြီဦးစောစံတုံနဲ့သူ့သူရင်ငါတို့တဲအတွင်းမှာထမင်းစားနေသည့်စကားသံများကြားလိုက်ရတယ်ဟေးမင်းထမင်းစားတာနှေးလိုက်တာဟင်းမကောင်းလို့လား
ကောင်းပါတယ်ဦးလေးကျွန်တော်ထမင်းစားတာနှစ်ပတ်ကန်ရှိပြီငါတော့ဝပြီမင်းကအစားနေတယ်ဖြည်းဖြည်းသာစားအထက်ကစကားသံများကြောင့်ဦးစောစံတုတ်ထမင်းဝိုင်းကထနေပြီးကိုပုတီလိုက်တယ်ထို့ကြောင့်ငရုတ်ခုံကိုဓာတ်နဲ့တစ်ချက်သိမ်းခုတ်ပြီးနောက်ကြောင်ပြန်လဲလာခဲ့လိုက်တယ်စုပြုံပေါနေသောငရုတ်ပြိုးပင်လေးများဓာတ်ချက်အောက်မှာအပင်ပေါက်400-500ခန့်ပြတ်ထွက်သွားတယ်သူတစ်ချက်ပဲလွဲခုတ်ပြီးတစ်ချက်ပြုံးကပြန်လာခဲ့တယ်ဆက်သက်ချက်ကတော့ပြီးပြီတဲနဲ့ဝီသထက်ဝီအောင်ခြေလန်းကြဲကြဲလျှောက်ပြီးထွက်လာတယ်ထိုစဉ်သူရှိမမေကြီးရဲ့နေရာကိုမြင်လိုက်ရတယ်တရေလဲမဟုတ်ဘာကောင်ကြီးပါလဲဟုစဉ်းစားလိုက်တယ်ဖះဒါစာကြရုပ်ကြီးအဖြေပေါ်တာနဲ့တပြိုင်တည်းစာကြရုပ်ကြီးဤလက်တစ်ဖက်ကရုတ်တရက်ရှိထွက်လာကကိုပူဤဘိုက်ထဲဖောက်ဝင်သွားတယ်ကိုလုံးထဲကိုကောက်ရိုးမြင်တွေနေရာအနှံ့ဖောက်ဝင်သွားတယ်တဖြည်းဖြည်းကောက်ရိုးမြင်များတကိုယ်လုံးနီးပါဖုံးလွှမ်းသွားတာကိုခံစားနေရင်အသက်ရှူချက်ကခဏတွင်မှအသက်ပြောက်သွားတော့တယ်ကိုပူတယောက်အသက်သေးဆုံးသွားသည်နဲ့စာကြရုပ်ကြီးကနေရာကပြောက်သွားတယ်ကိုပူတယောက်သေဆုံးနေရာကိုမနက်လင်းမှလူတွေသိကြတယ်ညကတကူလုံးဖုံအောင်တဲကက်နေတော့ကောက်ရိုးမြင်များမရှိတော့တခုခုကိုမြင်ပြီးကြောက်လန့်သည့်ပုံနဲ့တီနီတီကိုသာတွေ့လိုက်ရတယ်အလောင်းကဦးစောစံတုတ်လဲနီနာမှာပက်လက်အနေထားနဲ့တွေ့ကြရတယ်အရက်တော့ဖော်တော့ဖက်များသာဦးစောစံတုတ်လဲမှာတရေမွေးထားကြောင်းလက်ခံခဲ့ပြီးရွာသားတော်တော်များများကလက်မခံသေးချေဦးစောစံတုတ်ကအတီလင်းကြီးညာထားပေမဲ့လက်တွေ့မဟုတ်သည့်အတွက်မယုံကြသည်သူကြောင့်ကြောက်ရကောင်းမှမသိကြောင်းကိုပုသေးသည့်ကိစ္စကိုလည်းရိုးရိုးပဲတွေးကြတယ်ကိုပုနဲ့အရက်တောက်ဖော်တောက်ဖက်တို့ပြောသည့်စကားကိုလည်းမြည်သူမျှမယုံကြခိုင်းဆိုင်ချိန်အတွင်းမှာရောဂိုင်းသိန်းချိန်အတွင်းမှာရောဦးစောစံတုတ်ဤလဲမှာနေဆောင်ဝင်လောက်ကြသူများသူရဲငါးများအလုံးဦးစောစံတုတ်တဲပေးမှာထောင်ထားသောစာကြရုပ်ကြီးကိုတွေ့ကြရတယ်အချို့ကရိုးတတန်းဆက်ဆူကြတယ်ဦးလေးစပားချိန်မဟုတ်ပဲစာကြရုပ်ကြီးဘာလို့လှုပ်ထားတာလဲစပားရရင်ချိန်က6ဖို့လှုပ်ထားတာစပားသီးလို့ရင်နာနဲ့ဒီစာကြရုပ်ကအသုံးဝင်မှာဒါကြောင့်မဖြက်စီးဖြစ်ပဲလိမ္မာတိမ့်ထားတာဟဲ့စာကြရုံများဦးလေးရဘဲချိန်ကောက်လို့ရနေရပဲလွယ်တွေးတော့လဲဟုတ်တာပေါ့ဒါပေမဲ့ဒီစာကြရုံကတော့မတူဘူးကွလှုပ်ချင်တိုင်းလှုပ်လို့မဖြစ်ဘူးလေကဲပါမင်းအလုပ်ရှိရသွားလို့ဆမ်းပါစာကြရုံကိုစိတ်ဝင်စားနေလို့မင်းပတ်စံရမှာမဟုတ်ဘူးတဲဘေးကစာကြရုံကိုစိတ်ဝင်စား၍မိတိုင်းနောက်နေ့အတွက်မဖြတ်ပဲထားတာဟုပင်ဖြေခဲ့စာကြရုံကမိုးရွာလို့ဆိုနေပူလို့ချက်အထက်မှာသွသွင်းထားသောကောက်ရိုးချောင်းများကဆွေးမြေ့သွားခြင်းအယောင်ပြတ်သွားခြင်းမရှိပဲစပားနေပြီးကစထွက်လာသောကောက်ရိုးချောင်းနဲ့တစ်လွင်တောက်ပါလျက်ရှိနေတယ်။ခေါင်းဖြစ်လှုပ်ထားသောမြေအိုမှမျက်လုံးကိုတင်မောစီအနက်နဲ့အေးချဲ့ထားပြီးမျက်သားကိုဖြူရောင်မချဲပဲအနီအောင်ချဲထားတယ်။ဒီနေ့ဟန်ပြုသည့်ပါဇက်ပေါ်မှသွားများကအဖြူရောင်တင်မောစီနဲ့ရေးထားပြီးအထက်အောက်အဆွဲနှချောင်းစီထည့်ထားလိုက်သေးတယ်။ရုတ်တရက်ဆိုမိစ္ဆာတကောင်တစ်ခုခုပြုလုပ်ပြီးသည့်အတွက်သဘောကျနေချိုင်နေသည့်ပုံစံမျိုးဖြစ်နေတယ်။ဂိုင်းများသိမ့်ပြီးပြီ။ဦးစောစံတုတ်ရွာထဲသို့ကိစ္စရှိသွားစဉ်မှာသူရဲငါအောင်ဝင်းကိုထားခဲ့တယ်။တဲမှာဝဲစားကိုရောင်းမြင့်ငရုတ်သည့်အမဲချောင်းများမြေပဲချောင်းများဝိုင်းရိုင်ပတ်များထည့်ထားတယ်။အားလုံးမချင်တွေ့ရသည်။ထက်သမျှနေလန်းပြီးသမျှစုပြုံထည့်ထားခြင်းဖြစ်တယ်။အဝင်းတရဦးစောစံတုတ်ပြန်မလာခင်မြေပဲနဲ့အိတ်အပြေးထဲ၍သူတငယ်ချင်းတိန်စော်လဲကွက်ထဲသို့ထမ်းသွားပြီးဝတ်ထားလိုက်တယ်။မနက်သိန်းစော်လဲထဲရောက်လာမှပြောပြပြီးရသည့်ဈေးနဲ့ရောင်းမည်ဟုစိတ်ပိုင်းဖြတ်ထားတယ်။မြေပဲတအိတ်ထမ်းပို့ပြီးရဲ့နောက်တအိတ်ထမ်းလာခဲ့တယ်။ပထမမြေပဲအိတ်အနီးရောက်မှရှေ့မှာရက်နေသည့်အရာကိုမြင်လိုက်တယ်။ဒါကြီးကဘာလို့ဒီကိုရောက်နေရလဲ။နေစဉ်တွေ့နေရသောစာကြရုပ်ကြီးကသူရှိမှရနေသည့်အတွက်ပကုံးပေါ်မှထန်လာသောမြေပဲအိတ်ကိုအောက်သို့ချလိုက်တယ်။စောစောကမြေပဲအိတ်လာချစဉ်ကဘာမှမရှိ။ယခုထူးထူးဆန်းဆန်းဘဲကဘလို့ပေါ်လာမှန်းမသိသည့်စာကြရုပ်ကြီးကိုသူ့အသေးချကြည့်မိစဉ်မျက်လုံးနှလုံးမှာချဲ့ထားသောစေးနီရောင်ကပိုပြီးတောက်ပနေသည်ဟုထင်လိုက်တယ်။ထိုစဉ်မှာပဲရီပြုံးပြုံးနဲ့အဆွဲဖွေးသားပါဇက်ကကြောက်စရာတွင်ဖြဲဟလာပြီးအထဲမှကောက်ရိုးမြင်းများရုတ်တရက်ထွက်လာကအောင်ဝင်းဤမျက်စိနှက်ခေါင်းပါဇက်နာစသောအပေါက်ရှိသည့်နေရာမှန်သမျှကိုဝင်သွားတော့တယ်။နာကျင်စွာအော်ဟစ်ရင်တဖြည်းဖြည်းအတန်ပြောက်သွားတယ်။ကောက်ရိုးမြင်းများကခနာကိုအနံ့အတွင်းမှအပြင်သို့ဖောက်ထွက်လာကြတယ်။
တဖြည်းဖြည်းတစ်ခုလုံးကောက်ယူမြင်များဖုံးအုပ်သွားပြီးမြေပေါ်သို့ပြလဲကျသွားတယ်။အောင်ဝင်းအသက်ပြောက်သွားသည်နှင့်သူခနာကိုမှဖုံးလွှမ်းနေသောကောက်ယူမြင်များလည်းပျောက်ကွယ်သွားတော့တယ်။ည9 နာရီခန့်ဦးစောဆန်တုတ်တဲသို့ပြန်ရောက်လာတယ်။သူနဲ့အတူသူရဲငါထွန်းကြိုင်ကလဲမောင်းလာတယ်။လေဧက20ကျော်ကိုဦးစောဆန်တုတ်ကသူရဲငါ2ယောက်ခေါ်ထားတယ်။သူကလည်းအသက်50ကျော်မဟုတ်ဆိုးဖို့ဖြစ်တယ်။လွန်ခဲ့သော3နှစ်ခန့်ကဇနီးသေးဆုံးသွားတယ်။နောက်ထပ်အိမ်ထောင်ထပ်မပြုဖြစ်တော့သူမှာသားသမီး2ယောက်ရှိတော့လဲအိမ်ထောင်အသီးသီးကြကအခြားမြို့ရွာရောက်နေကြတယ်။သား1ယောက်သမီး1ယောက်ရှိပေမဲ့လေယာလုတ်ကိုစင်ဝင်စားကြဦးစောဆန်တုတ်ကအိမ်ထောင်ချကုန်သောသားနှင့်သမီးတို့ကိုငါသေးမှအမွေလာခွဲကြဆိုပြီးဘာမှမပေးဘဲထိုစကားသာပြောထားတယ်။အရက်နေငယ်တောက်ဒီကလွဲပြီးနောက်မိမမယူဘဲနေခဲ့တယ်။အနေထိုင်မှန်တော့လေရွာသားတော်များများနဲ့မတဲ့အပြောဆိုပြတ်တယ်။ညီသူအားမှလည်းအကူညီမပေးတတ်အကူညီလည်းညီသူထံကမှမတောင်းသူကြောင့်သူကိုအနီးနားလူတွေကအခေါ်ပြောမရှိအလိုလိုမျက်မုံကြိုနေကြတယ်။ရှေးနှစ်တွေကဦးစောဆန်တုံးမှအပေါင်းဖော်မေးဆွေမရှိမှန်းသိတဲ့အတွက်လဲနီနာချင်းတွေကညီမျိုးစုံနဲ့အကဲဆန်းကြတယ်။တဖြည်းဖြည်းဆိုးလာတဲ့အတွက်သူစီဝါကိုထိရထိကြည့်တရေမွေးထားသည်ဟုအများကြောင့်အောင်အော်ဟစ်အတီးပေးထားခဲ့တယ်။ယခုအတိုင်းဆိုရင်ဦးစောဆန်တုံးမွေးထားသည်ကစာကြရုပ်ကြီးသာဖြစ်နိုင်တော့တယ်။စာကြရုပ်ဆိုသည်စပားသီးချိန်မှရေးချိန်တွင်သာလှုပ်လေလှုပ်ထားရှိတယ်။စပားရေးပြီးဆိုရင်စာကြရုပ်များကိုဖျက်ဆီးပြလေးရှိတယ်။ယခုဦးစောဆန်တုတ်ကသူ့တဲ့အနီးမှာထားသောစာကြရုပ်သက်တန်းကနှစ်ခွဲခန့်ရှိပြီးလာမည့်စပားပေါ်ချိန်ဆို3နှစ်ပြည့်တော်မူအယုတ်ကဒီအတိုင်းရှိနေတယ်။မိုးထဲပစ်ထားလဲဆွေမသွားနေဘူးလဲကြွချောက်မသွားထူဆန်သည်ကတော့အမှန်ပင်ဦးစောဆန်တုတ်နဲ့ထွန်းကြိုင်တို့တဲသို့ရောက်သည်နဲ့နွားကိုလဲမဖြုတ်ပြီးရေးတိုက်လိုက်တယ်။အဝင်းရေအဝင်းဦးစောဆန်တုတ်ကတဲတကားပွင့်နေသည့်အတွက်အပြေနာလှည့်ပတ်ခေါ်နေတယ်။အဝင်းပြန်ထူတယ်မကြားရတဲတကားဖွင့်ထားပြီးဒီကောင်ဖေးကိုထွက်သွားနေလဲမသိဘူး။အရက်များသွားတောက်နေလားဒီကောင်မှပတ်စံရှိတာမမြင်မိဘူးဦးလေးဆန်းဟာငါငေရုပ်6တအိတ်ဖြစ်ဖြစ်မြေပဲတအိတ်ဖြစ်ဖြစ်ထမ်းသွားလားမှမသိပဲတိန်ထွန်းတဲမှာအရက်နဲ့သွားလဲတောက်နေတာဖြစ်နိုင်တယ်ကျွန်တော်လိုက်သွားပြီးကြည့်ရမလားမင်းလုပ်ပြီးအောင်ရင်လုပ်ငါဘိုက်စာနေပြီထမင်းစားကြမယ်ထမင်းစားပြီးလို့မှရောက်မလာရင်လိုက်သွားကြည့်ပေါ့မကြခင်နေရောက်သားညစာထမင်းစားကြတယ်ထွန်းချိုင်မနဲ့ရွာထဲသွားတင်ရင်တို့အိမ်ကကျန်ကောင်အရှင်သွားဝယ်ခဲ့သူတောင်းတလောက်ပေးခဲ့ဝင်းမလို့လားဦးလေးဆန်းမမွေးပါဘူးငါကိစ္စရှိလို့ခါတိုင်းအောင်ဝင်းကဝယ်ပေးနေကြအခုမင်းကိုပါခိုင်းထားရမယ်အောင်ဝင်းပြဿနာဆိုင်ငါအလုပ်ကထုတ်ပြရမှာပဲဒီညဒီကောင်ဘဲချီလန်းလန်းနေဆိုတာသိရမှာပဲတခုမှထားရအောင်မယ်မင်းတို့အလုပ်ဝင်စားကလည်းမှားပြီးပြီအခုထပ်မှာရအောင်မယ်ဘာကိစ္စရှိရှိငါ့ကိုပြောငါတဲကမင်းမပိုင်တဲ့ပစ္စည်းဘာပဲဖြစ်ဖြစ်တေးသေးလေးကစမယူမိစေနဲ့နော်ယူမိရင်မင်းအသက်ရှင်ဖို့ငါအောင်မခံနိုင်ဘူးတေးသေးချာမှတ်ထားနော်ဟုတ်ကဲ့ဦးလေးဆန်းထမင်းဟင်းတော့ဦးလေးဆန်းမပါပဲတယောက်တည်းမစားပါဘူးခဏကြာတော့ထမင်းစားပြီးသွားပြီထို့အချိန်ထိအောင်ဝင်းပြန်မရောက်သေးအချိန်ကလည်းည8 နာရီကျော်ပြီရွာထဲများသွားလားရွာထဲသွားရင်တကားပိတ်သွားမှာပေါ့အခုဒီအနီးနားကိုထွက်သွားတာမို့တကားပိတ်မသွားတာဖြစ်နိုင်တယ်ထွန်းချိုင်လဲတမီတလက်ဆွဲပြီးအရက်ရောင်သောတိန်ထွန်းတို့တဲသို့ထွက်လာခဲ့လိုက်တယ်10 မိနစ်သားခန့်ရှာလာခဲ့တော့အရက်ရောင်သောတဲသို့ရောက်သွားခဲ့တယ်ထိုတဲမှာအရက်တောင်းနေသူ3-4 ယောက်မြောက်ရှိတယ်တိန်ထွန်းကသူတဲသို့လဲရောက်မလားဟုဆိုရင်အရက်လဲလာဝဲခြင်းမရှိဟုပြောလိုက်တယ်ထွန်းချိုင်တဲကိုဖြက်လန်းကားလာခဲ့တယ်ဦးစောဆန်တုတ်လဲကွက်ထဲရောက်လာတယ်ကိုပေါစာနဲ့ဦးစောဆန်တုတ်ကိုချားထားသည့်လက်ကသိန်းဦးပေါ်မှနင်းလျှောက်ပြီးပြန်လာခဲ့တယ်ဟမ်ဘာပါလဲခொနီအိတ်တလုံးကိုပေါစာလဲဆန်မတွေးလိုက်တယ်သူကသိန်းဦးပေါ်မှဆင်းပြီးအိတ်ကိုသွားဆန်းကြည့်လိုက်ရာမြေပဲများရှိသည်ကိုသိလိုက်တယ်ဒါဘေတဲကတည်လာပြီးကြနေရလေတခုများခုပြီးလာချထားတာလားအမျိုးစုံစင်စားရင်ဥပေါစာလွယ်ကွက်ထဲမှာဦးစောဆန်တုတ်လဲကွက်ထဲဆင်းပြီးရှောက်လာလိုက်စဉ်စောစောကမြေပဲအိမ်နဲ့20 ခန့်အကွာမှာလူတယောက်မောင်လျက်အနေထားနဲ့အိတ်တလုံးကိုတွေ့လိုက်ရတယ်။အနီရောက်သည်နဲ့လဲနေသူမှာအောင်ဝင်းမှန်းသိလိုက်တယ်။အနီရင်မြေပဲအိတ်အိတ်ကိုတွေ့လိုက်ရပြန်တယ်။ဒါအောင်ဝင်းမေဒီကောင်ဝင်နေကြပစိုးကျင်းသေးတယ်
ဦးလေးဆန်ဒီမှာအောင်ဝဲမောက်နေတာတွေ့တယ်လှန်လဲအော်မီးနဲ့လဲရမ်းပြလိုက်တယ်ဦးစောဆန်တို့တဲထဲမှထွက်လာတယ်မီးအောင်ရှိရသို့ဦးစောဆန်တို့ခြေလန်းတွတ်နဲ့ရှောက်လာနေတယ်ငါအသေးချပြောထားရဲ့နဲ့ငါမရှိတော့ငါပစ္စည်းတွေခိုးထုတ်တယ်နဲ့တူတယ်အိတ်ထဲကဘာတွေလဲညီဘဲတွေဦးလေးဆန်ကဲဒီတိုင်းထားခဲ့လိုက်တော့ရဲကိုအတိပေးပြီးရဲလက်ထဲအလိုက်မှရမယ်တော့မကိုင်နဲ့ထို့နောက်တဲနီနာချင်းများကိုအတိပေးခိုင်းပြီးထွန်ကြိုင်အားရဲစကန်သို့သွားအကြောင်းကြားခိုင်းလိုက်တယ်ည7 နာရီခန့်ထွန်ကြိုင်အီလဲနဲ့ရဲများရောက်လာကြတယ်စစ်ဆေးမင်းမြန်ပြီးအလောင်းကိုလဲနေမင်းတည်ယူသွားတယ်အလောင်းမှာတီလောက်တိတရားမတွေ့ရကြောင့်ဆေးရုံဆေးစစ်ချက်ယူမည်ဟုဆိုကဆေးရုံသို့ပို့ခိုင်းရာထွန်ကြိုင်ဆေးရုံသို့အလောင်းကိုတည်သွားရတယ်ကိစ္စအလုံးပြီးစီတော့မနက်3 နာရီကျော်ပြီဖြစ်တယ်ထွန်ကြိုင်တယောက်လဲညဦးပိုင်းကဦးစောဆန်တို့ကသူ့ပစ္စည်းဆို၍တေးသေးမမကအစမယူရန်ပြောခဲ့သလိုမြေပဲအိတ်ခိုးသွားသောအဝင်းမျက်လုံးကြီးပြူပြီးတေဆုံးနေသည်ကိုလက်တွေ့မြင်လိုက်ရတာကြောင့်ရွာထဲမှာသတင်းတိုးတိုးတက်